ဆရာတော်ဘုရားရတယ်ရှင်လုံးမှာဘုရားဝေယဝိစာဖွဲ့ဥပဒကများမှာဥစ္စာလေဆရာတော်ဘုရားကြီးဟာဓမ္မတဏပတိစီရတို့စတင်ပြည့်ဆောင်နေတာပါ对，不一样。